KKRK vlog တွေကြိုဆိုလိုက်ပါတယ်အခုကတော့ဆိုးရလေးဘန်ကောက်ကိုတွန်းနေလေစိတ်မှာပါအခုသူတို့ sister နေပြောင်းတော့ပေါ့နော်ဒီ Asiana Airline သူ self check in နဲ့ဝင်နေရတယ်လို့ကိုမရှုပ်တော့ပေါ့နော်အရင်ကဆိုတန်းစီနေရတယ်နိုင်ရှိစီရတော့လေစိတ်ကိုရောက်တော့တငယ်ချင်းတွေလည်းဒီလေစိတ်မှာစုံကြရပေါ့နော်သူတို့ကတော့ဘန်ကောက်သွားမဲ့ဥစ္စာကိုလေစိတ်ထီလာပို့ကြပေါ့နော်အဲ့ဒါကြောင့်သူတို့ပြေဖို့လိမ္မော်ဒီတယောက်တစ်လုံးလေးယူလာပြီးတော့ပေးလိုက်ပါတယ်မဝင်းတို့ငါ့ရဲ့လိမ္မော်ဒီရအောင်ဥစားဆွမ်းနာငါဥစားလေးဆိုတငယ်ချင်းတွေနဲ့လေစိတ်ကလေးပြီးတော့တခြားခီးတူတူထွက်နေကြပါတော့ဒီတစ်ခေါက်တော့ခီးမထွက်ဖက်နဲ့အဲ့လိုမှလေစိတ်မှာရှောက်ပတ်နေကြပါတယ်တော့ရိုက်ပြီတော့ရိုက်အောင်ငါရိုက်အောင်ငါလည်းကြည့်ပါဦးမေးတော့ဝါလိုတဲ့ငွေသားတွေတော့လေစိတ်မှာပဲ ATM မှာလေးနဲ့ထုတ်လိုက်ပါတယ်တယောက်ကိုအတန်းကြီးစီကဆိုအကောင်မှာစတမီနာစုကင်မရာကန်လိုက်ပြီးတော့မျက်နှာမျိုးစုံလုပ်ပြရတယ်ဒီစိတ်ရောက်ပြီးဆိုတခုခုစားဖို့စားမယ်ဆိုတော့ rituals လေးရှိတဲ့အတွက်ကြောင့်လို့အဲ့လိုပဲ lunch ဝင်စားပြီးကြရပေါ့နော်ပြောပါအောင်တခုရေလေးနဲ့စားပြီးတော့ coffee ဆိုင်ရှာပြီးတော့ coffee ဆိုင်တော့ထိုင်ကြပါမယ်ထဲတော့တယောက်ထဲဝင်သွားတာဆိုတော့အထဲမှာဟိုကြည့်တီကြီးအကုန်ရှောက်ကြည့်ရပေါ့နော် hamburg စီကြီးတယ်အစားတောက်တွေကြီးတယ်ပေါ့ coffee တစ်ခွက်ဝယ်တောက်လိုက်သေးတယ်လေးစိတ်ထဲမှာပြီးတော့ဒင်းတက်ပါတယ်ဒင်းထဲမှာလည်းတို့ကျွေးတဲ့စားတောက်တွေထပ်စားလိုက်သေးတယ်ဒီစိတ်ကတော့ည7လောက်ရောက်တယ်ပေါ့နော်အိမ်မှာတို့ဟိုတယ်ကနေအကျိုးပို့ခါရှိတော့လိုက်ပါရဲ့တယောက်တည်းဆိုတော့လေစိန်နာဟိုတယ်မှာပဲတဲလိုက်တယ်ပေါ့နော်ပထမရက်ကိုတော့ဆက်ချိန်နဲ့ပေါ့နော်ဘန်ကောက်မြို့တွေကိုဆက်သွားပါတယ်။နေ့ရွယ်ရောက်တော့အပိုးနဲ့ချင်းထားတဲ့နေရာကိုကျွန်တော် prop bike စီးပြီးတော့သွားလိုက်တယ်ပေါ့နော်။အဲ့ဒီလိုရောက်တယ်။要去摸不了吗？那俺的回来算了，贵。然后摸也烂了呢。ဒီမှာအနေနဲ့ကတော့တွဲခေါက်ဆွဲပြုံးရဲ့စမစိမ့်တုပ်ရဲ့စားဖြစ်ပါတယ်။爆了呀！ပြီးတော့ခေါက်ဆန်ငါးဘက်ကိုတုတ်စီပြီးတော့သွားကြရပေါ့နော်ဒီကြောင်ဗီဒီယိုရတယ်လေဒီဘလော့ရတယ်ကွာအမဝတ်ထနေsolo activity လေးရတော့ 1kk ကိုကြေးဥဆိုင်ကိုတွားပြီးတော့မြန်မာအလမ်းပြည်လေးကြေးဥဝယ်စားပါတယ်ကြေးဥနဲ့ကြောက်ကြောတံများရောမှပေါက်လိုက်တယ်ပေါ့နော်။ဒါရတာတော့ is very goodတနေရာအနေနဲ့ကတော့ station ဆိုတာတည်းအမှပြီးတော့အိမ်မှာသွားပြီးတော့လက်သေးသွားပြီးလောက်ပါအဲလက်သေးရောခြေသေးရောမနခင်မနခင်လည်းကောင်းခဲ့ပါတယ်
lunch ပြီးသွားတော့ hotel ရှိရကို BTS စီးပြီးတော့ပြန်ပါမယ် hotel နာမဝင်ခင်အသီးတွေကိုအစုံဝင်သွားတယ်ပေါ့ပိန်းနေသေးလို့တည်ရသေးလို့အထဲမှာကိုရီးယားမှာမရနိုင်တဲ့စားတောက်တွေပုံဝင်ပြီးတော့ hotel မှာစားတောက်ပြီးအိပ်ပြီးတော့တစ်နေ့တာဆိုလို့ဒီလေးကိုကုံဆုံးလိုက်ပါရှင်